မင်္ဂလာပါဒီဗီဒီယိုလေးကမိမိရဲ့မှာကွန်ပျူတာ Windows 10 Windows 11ပေါ့နော် password ဘယ်လိုခံရမလဲ password ဘယ်လိုပြန်ဖြုတ်ရမလဲကိုအသေးသေးလေးရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာမှာpassword ကပေါ့နော်တချို့အရေးကြီးတဲ့ဘိုင်းတွေရှိရဆိုရင် password လေးထားဖို့လိုအပ်ပါတယ် password ကိုထားဖို့လိုအပ်ပါတယ်အဲဒါကြောင့်လို့ကျွန်တော်တို့ password ဘယ်လိုခံရမလဲပေါ့နော်ရှင်းမှတ်ထားရအောင် password ဘယ်လိုပြန်ဖြုတ်ရမလဲ password ဘယ်လိုပြန်ပြောင်းမလဲကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဒီ start menu ပေါ့နော် start menu တွေကိုသွားမယ်ပြီးရင် setting ပေါ့နော် setting တွေကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ account ရှိရပေါ့နော်ကျွန်တော်တို့ဒီမှာ account ရှိရကျွန်တော် account တွေကိုဝင်မယ်ပြီးရင်ဒီမှာ sign in option ပေါ့နော်ဒီမှာဒါလေးရှိ sign option အဲ့ဒါလေးကိုနှိပ်မယ်ပြီးရင် password လေးဒီမှာUA password sign into Windows application service ပေါ့ဒီမှာ adjust ပေါ့နော် ADT အဲ့ဒါလည်းဒီမှာဆိုရင် new password ဆိုပြီးကြားလာလိမ့်မယ်အဲ့မှာကိုရဲချင်းနဲ့ကိုထည့်ရ password ပေါ့နော်ကျွန်တော်ကတော့ဒီမှာမျက်လုံးလေးဖွင့်ကြည့်လို့ရ1 2 3ပေါ့1 2 3ဒီ hit password တကယ်လို့ကိုကဒီ password ကိုမေ့သွားရင်ဘာလုပ်ရလဲဒါမှကျွန်တော်တို့ပြပြတဲ့တော့1 2 3ပဲထည့်ရမယ်ဒီမှာ1 2 3ပုံနဲ့တခြားထည့်ထားလေရတယ်နော်အဲ့ဒါ next ပေါ့သူမရဘူးနော် password ကပြန်တော့ရပါဒီမှာကျွန်တော်နာမည်လေးထည့်တယ် S ပေါ့အဲ့ဆိုရင် finish ကိုနေလိုက်ရ okay အဲ့ဒါကျွန်တော်အမှားပြန်လိုက်ဒါဆိုရင်တော့ဒီကျွန်တော်ရဲ့ကွန်ပျူတာကိုကျွန်တော်ဟောပါနော် shut down ချတာပဲဖြစ်ပါနော် restart လုပ်လိုက်ရင်ကျွန်တော်ရဲ့ကွန်ပျူတာပြန်ပွင့်လာတဲ့အချိန်မှာသူက password တောင်းနေလိမ့်မယ်အဲဆိုရင်ကိုယ့်ရဲ့ password ကိုပြန်ထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော် screen record လုပ်နေဆိုတော့ကျွန်တော် shut down တော့ချမပြတော့အဲတော့ password ဘယ်လိုပြန်ပြောင်းမလဲပေါ့နော်အဲဒါလေးတစ်ချက်လုပ်ပြ password ဘယ်လိုပြန်ပြောင်းမလဲဆိုတော့တုံးတဲ့အတိုင်းပဲဒီ start menu ကိုနေ setting ကိုဝင်ပေါ့နော်အတူတူပဲကျွန်တော်တို့ဒီ account ပေါ့နော်ကျွန်တော် account ထဲကိုဝင်ပြီးရင်ဒီမှာ sign in option ပေါ့နော်အဲ့ထဲကိုဝင်ပြီးရင်ဒီမှာ wow နဲ့ပေါ့နော် password နဲ့ဒီမှာဆိုရင် change ဆိုပြီးပေါ်နေလိမ့်မယ် password တစ်ခါမှမပေးရရင် ADT ပေါ့နော်ဒီမှာဆို change ပေါ့ဒီမှာ car password ကျွန်တော်စောပိုင်းတော့ပေးထားတဲ့ password ပေါ့နော်ဒီကိုနေ1 2 3ပေါ့အဲ့ဒီမှာ next ပေါ့အဲ့ဒီမှာ new password နေရာမှာပြောင်းချင်တဲ့ password ကိုနေအဲ့ဒါ confirm password ကကျွန်တော်ပြောင်းရတဲ့ password ကိုထပ်ပြီးတော့ပြောင်းပါတော့ပြီးရင်ဒီမှာ hit password နဲ့hit password ကိုရမှာ password ကိုမိသွားရင်ကိုတခုခုထည့်လိုက်ရတယ်စလေးကိုဒီကဒီနော်တော့ကိုပြောင်းခြင်းတဲ့ password ကိုရေးအဲဒါကိုနောက်ထပ်ပြီးတော့ confirm ထည့်ရောနော်ပြီးမှဒီမှာ hit password လေးကျွန်တော်ကတော့ password ဒီလို password မပြောင်းခြင်းကိုပြုတ်ခြင်းနဲ့ဆိုရင်တော့ဒီမှာဘာမှမရေးခဲ့နဲ့ password မှမရေးဘဲနဲ့ next ကိုနေလိုက်ပါနော်ပြီးရင်ဒီမှာ finish ဆိုတာလေးဖြစ်သွားပြီးရင်ကျွန်တော်တို့ဘယ်ကနေပြောင်းလို့ရလဲပြမယ်ကျွန်တော်တို့ပြမှာဒီနည်းပေါ့နော်ဒီကဒီ start menu ဆက်ပါမှာ control panel ကိုရချင်နော် control panel open ပေါ့နော် panel open ဒီမှာ user account ဆိုပြီးရှိတယ်ဒီမှာ change account type ဆိုတာနေလိုက်ပြီးရင်ဒီမှာကျွန်တော်ဒီမှာ account ပေါ့နော် select မြင်ပါကျွန်တော် account နေလိုက်ပြီးရင်ဒီမှာပေါ့နော် change တဲ့ account နေပြီးတော့ create account ပေါ့နော် change တဲ့ account type နော် finish another account ဒီမှာ create account create password ဆိုပြီးရှိတယ်အဲ့တော့ဒီ create password ကိုနေလိုက်ပါနော်ဒီမှာ new password ဆိုပြီးရှိတယ် new password မှာ1 2 3ကျွန်တော်တို့ရေးလိုက်မယ်ဒီမှာ1 2 3ဒီ password ကိုပြီးတော့တကူမှပြီးလို့ဆိုဒီမှာ create password ဆိုရင်ဒီတော့လေးတော့ create password နဲ့မှာ change the password ပေါ့နော်
ဒီလိုပဲပတ်ရနေဝင်ပြီးတော့လေဟိုလိုရတယ်နော်password ပေးလို့ရတယ်ပြီးတော့password ကိုကျွန်တော်ပြန်ပြောရင်းဆိုရင်လေအဲ့တိုင်းပဲပေါ့နော်ဒီ server နဲ့ကိုလိုကန်တယ်အချလိုက်ကျွန်တော် user account တွေဝင်ဒီဟောပါနော်ကျွန်တော်တို့ login list မြန်မာတွေပေါ့နော်ပြီးရင် change the password ဒီမှာဒါရမယ်ဆိုတော့ကျွန်တော်လက်ရှိပေးထားတဲ့ password ဒီမှာက new password ကျွန်တော်ပြီးရိုက် password ရိုက်ပြီးတော့ change password ကိုကျွန်တော်ပြီးတော့ဆိုရတာဆိုရင်ကျွန်တော်အခုရှင်းပြပေးရလေးကိုနောက်တော့ပြီးတော့ကိုယ့်ရဲ့ computer မှာ password ဘယ်လိုပေးရမလဲဆိုတာလေးဘယ်လိုပြောင်းရမလဲဖြုတ်ရမယ်ဆိုလေးကိုလည်းတော့လောက်ပြီးလို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါဒီဗီဒီယိုလေးတင်ပေးအောင်ပါလို့ကျွန်တော် channel လေးကို like လေးလုပ်ထားပြီးပေါ့လိုက်အောင်ပြင်မလုပ်တော့